ကမ္ဘာဖလားပြီးတဲ့နောက်မွေးရမြေကဘောလုံးပွဲကိုကြည့်ပြီးအနားယူပန်းဖြစ်နေတဲ့လီယိုနယ်မက်ဆီအားလုံးပဲမင်္ဂလာပါပြေးရှန်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဘောလုံးလောကရဲ့ကိုကြီးလီယိုနယ်မက်ဆီကတော့အာဂျင်တီးနားနဲ့အတူကမ္ဘာဖလားကိုရှင်ပြိုင်ပြီးမှတော့သူ့ရဲ့မွေးရမြေရိုဆာရီယိုကဘောလုံးပွဲကိုတားဖြစ်သူတွေနဲ့အတူတွားရောက်ကြည့်ရှုရင်းအနားယူနေခဲ့တာကိုမြင်တွေ့ရပါတယ်ပြောရရင်မက်ဆီကကမ္ဘာဖလားပြီးတဲ့နောက်သူ့ရဲ့ကိုရေးကိုတာအကြောင်းကိစ္စနဲ့ပတ်သက်ပြီးဘာမှမသိရအောင်ကိုပျောက်ချက်သားကောင်းနေခဲ့တာဖြစ်ပြီးပြီးခဲ့တဲ့စနေနေ့ကမှကင်မရာရှေ့ကိုပြန်လည်ရောက်ရှိလာခဲ့တာပါမက်ဆီကအဆိုပါဘောလုံးပွဲကိုတားဖြစ်သူတွေနဲ့တွားရောက်ကြည့်ရှုခဲ့တာဖြစ်ပြီးလူတွေသိမှဆိုတာကြောင့်ချက်ခတ်အနှံ့အောင်ထူကြီးကိုခေါင်းဆောင်ထားတာပါဒါပေမဲ့လည်းမက်ဆီတယောက်ဘလို့ပဲဖုံးပြီးနေပါစေသူ့ကိုချစ်တဲ့ပရိသတ်တွေနဲ့မီဒီယာတွေကိုတော့ဘလို့မှရှောင်လဲလို့မရတာကြောင့်သူ့ရဲ့တပ်ပုံတွေဟာဆိုရှယ်မီဒီယာမှာတော်လေးကိုပြန့်နှံ့လာခဲ့ပါတယ်မက်ဆီဟာသူ့ရဲ့မိသားစုဝင်တွေပိုင်ဆိုင်ထားတဲ့ကလပ်တင်းပွဲစကို9တိုင်နောက်ပတ်ချမ်းမှာရှိတဲ့အမိုးကနေရာကနေတိတ်တဆိတ်စောင့်ကြည့်နေခဲ့တာပါမက်ဆီကိုချစ်တဲ့ကွင်းထဲကပရိသတ်တွေကတော့မက်ဆီရဲ့နာမည်ကိုအော်ဟစ်နေကြပြီးမက်ဆီကလည်းသူထိုင်ကြည့်တဲ့နေရာကနေပရိသတ်တွေကိုလက်ပြနှုတ်ဆက်ခဲ့ပါတယ်ဒါပြင်ပရိသတ်တွေပေးတဲ့ဂျာစီတွေကိုလည်းလက်မှတ်ရေးထိုးခဲ့ပါသေးတယ်မက်ဆီရဲ့ live style ကတော့တကယ်ကိုရုပ်ရှင်တယ်လို့ပြောရမှာပါသူ့ရဲ့ခြေစွမ်းနဲ့သူရခဲ့တဲ့အောင်မြင်မှုစုဖလားတွေပြင်ကမ္ဘာပေါ်မှာဘယ်ကစားသမားမှမလုံနိုင်တဲ့စံချိန်ပေါင်းများစွာကိုချိုးဖျက်ထားတာကြောင့်ဂိုးတယောက်လို့လူတိုင်းကသိကြပေမဲ့သူကိုယ်တိုင်ကတော့တာမန်လူသားတွေကတယောက်လိုပဲဘာကုန်တော့မှမရှိပဲဘွားကိုအေးလူပဲဖြတ်တန်းနေတဲ့သူပါဒါကြောင့်လည်းပရိသတ်တွေရဲ့ချစ်ကိုမက်ဆီကအပိုင်သိမ်းထားနိုင်ခဲ့တာပါသူတို့ကနောက်ဆုံးသောကမ္ဘာဖလားကြီးကလည်းဆုံးသက်သွားပြီဖြစ်တာကြောင့်မကြခင်အတိုင်းမှပြန်လည်ကစားဖို့အသင်းစီကိုပူးပေါင်းသွားတော့မှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ